ကဲ Pro နေတဲ့က iPhone 10 Pro မှလည်းရမယ်နောက်ပြီးတော့ဒီနောက်တို skin နေတဲ့ fee ရမယ်ဆိုလို့ရှိရင် Pro နေတဲ့စိတ်ဝင်စားပါသလားစိတ်ဝင်စားရင်ဒီဗီဒီယိုလေးကိုစုံကြည့်ဖို့အရင်ဆုံးတောင်းဆိုကြည့်ပါတယ်ခင်ဗျကဲ Pro အနေနဲ့ကွာ iPhone 10 Pro မှရင်နောက်ပြီးတော့ဒီနောက်တို skin နေ diamond နေ fee ရမယ်ဆိုရင်ဒီ Pro အနေနဲ့စိတ်ဝင်စားပါသလားစိတ်ဝင်စားရင်ဒီဗီဒီယိုလေးကိုအရင်ဆုံးစုံကြည့်ဖို့ပြောချင်ပါတယ်ခင်ဗျကဲဒီဗီဒီယိုလေးကျွန်တော်မပြောပြခင်မှာဒီ channel လေးကို subscribe ပေးဖို့ရိုးစောတောင်းဆိုချင်ပါတယ်ကဲဘာလို့စပြောတာ let's go ကဲဒီမှာဆိုတော့ကျွန်တော်နေဒီ starter winner ကိုကျွန်တော်ပေးထားတဲ့ဗီဒီယိုလေးပေါ့နော်ကျွန်တော်ဒီ winner ကဗျာဒီ16လာထောက်လို့16နေ့မှာသူ့ကျွန်တော်ပေးထားတာပေါ့ဗျာကျွန်တော်မပေးလို့လာပြောကြသူတွေပဲကျွန်တော်အခုဒီမှာ giveaway ပေးထားတဲ့ဗီဒီယိုလေးပေါ့သူကျွန်တော်ဒီမှာ giveaway ပေးထားတဲ့ဗီဒီယိုလေးဟာဗျာသူကျွန်တော် starter ကcycle ဝင်တော့ဒီ starter ကတော့သူကျွန်တော်ပေးလိုက်ပါတယ်ဝင်တာပေါ့ဗျာကျွန်တော် spring လိုက်ပေါက်တာသူကျွန်တော် starter ပေးလိုက်ပါတယ်ကဲဒီမှာဆိုတော့ကျွန်တော်နောက်တို event ပေါ့ဗျာဒီနောက်တို event bro အနေနဲ့ကဒီမှာဘာလို့ရအောင်ဆိုတော့ပထမဆုံးဒီအပေါ်ဆုံးကပြထားတာ bro နေ ID ရိုက်ထည့်အောင်ကျွန်တော်နေကျွန်တော်နာမည်ကျွန်တော်ရိုက်ထည့်တာပါလေအဲ့မှာ bro အနေနဲ့ဒီ ID နဲ့ engagement တွေမှာ bro code တစ်ခုပို့အောင်ဗျာ ID နဲ့ swap ID ရိုက်ထည့်ရမယ် code ပို့လိုက်အဲ့ဒီ code ယူပြီးတော့ဒီမှာပြန်ရိုက်ထည့်ရအောင်ဒါကျွန်တော်မလုပ်ပြတော့ပါဘူးပေါ့နော်ကဲ bro လောရပါနောက်ပြီးတော့ဒီမှာ language ဆိုတော့ဟာစီရပေါ့ဒီနိုင်ငံကြောင့်ဒီမြန်မာ bro နေနှိပ်ပေးရမှာဖြစ်ပါတယ်မြန်မာဆိုတော့ဟောင်းနှိပ်ပြရမှာဖြစ်ပါတယ် language ဆိုတာအစီလေမြန်မာဆိုတော့ဟောင်းနှိပ်ပြရမှာဖြစ်ပါတယ်ကဲဒီအောက်ဆုံးမှာဆိုတော့ဖြစ်ဒီဘာလေးစီးတယ်ဆိုတော့ဒီအလဲက camera ဖြည့်မှဟာဆိုတော့ဘယ်ချက်နဲ့ဒီမှာဖြည့်ပြီးစင် bro အနေနဲ့ကဒီမှာဆဲရမှာဒီကဲဒီမှာဆိုတော့ဖြစ်ဒီဘာနော်ဒီ character 5កောင်ပါတယ်နောက်တိုခါခါစီနောက်တော့ဘာလဲကျွန်တော်မသိတော့ကျွန်တော်အိမ်နောက်ကောင်ပဲကျွန်တော်သိတယ်ကျွန်တော်တော့ကျွန်တော်မသိဘူးကျွန်တော်ကမသိပါဘူးဒီမှာဆိုတော့ဒီ9កောင် bro ဘာလို့ရမှာဆိုတော့ဒီမှာတနေ့ကိုဗျာဒီတနေ့ကိုဒီဆဲတာဗျာဒီ9ခွင်းဆဲခွင်းစီတယ်ဗျာဒီ Telegram မှာဆဲမလား Facebook အဲဒီမှာ bro ဆဲရင်မှာတစ်ခါဆဲရင်တုံးကိန်းတစ်ခါရမှာဗျာဒီ character တစ်ခုတည်းမှမဆဲဘဲနဲ့ဒီ character 9ခုလုံးကျွန်တော်အနေနဲ့ဆဲဖို့တောင်းဆိုချင်ပါတယ်နောက်ပြီးတော့ဒီ score ရယူပြန်မျှဝေပါဆိုလို့ရအဲ့ဒီနေရာ bro က200မှာဖြစ်ပါတယ်score ရယူရန်မျှဝေပါဆိုရင်အညာ200ပါနောက်ပြီးတော့ဒီ score ပေးပို့ရရဗျာကိုယ့်ရဲ့သူငယ်ချင်းတွေကိုဒီ score ပေးပို့ရရတယ်နောက်ပြီးတော့ဒီ score နဲ့တောင်းဆိုရတာပေါ့ဗျာဒီမှာ bro အနေနဲ့ကဒီနောက်တိုမှာဆိုရင်ဒီ score တစ်ခါဒီဆဲမှာတစ်ခါဆဲမယ်နောက်တိုတစ်ကောင်ဆဲမယ်နောက်တစ်ကောင်ထပ်ဆဲမယ်နောက်တစ်ကောင်ထပ်ဆဲမယ်ခါခါစီမထပ်ဆဲမယ်နောက်တစ်ကောင်ထပ်ဆဲမယ်ဆဲပြီးဒီ9ခေါက်ဆဲပြီးဆိုတာနဲ့ bro ကန်ဆန်းခွင့်5ကျင်ရမှာဖြစ်ပါတယ်ဒီဘက်မှာ bro နေကကန်ဆန်းရမှာဖြစ်ပါတယ်ခင်ဗျဒီကန်ဆန်းမှုတဲ့ bro နေကဒီဘာသိခက်မခက်ပါဘူးเนาะလုံးစရာဓာတ်မခက်ပါဘူးဆဲပြီးအောင်နဲ့တင်ဒီမှာတစ်နေ့ကို5ကျင်ကန်ဆန်းရမှာဖြစ်ပါတယ်ဘာတွေကန်ဆန်းရမလဲအောက်ဘက်ချမ်းမှာဗျာဒီဘာတွေရှိမလဲဆိုတော့ဒီအေး9កောက်ဆဲပြီးဆိုတာ bro အနေနဲ့ကဒီကန်ဆယ်ခွင့်5ကျင်ဒီနေရာမှာလာကန်ဆယ်လို့ရမှာဖြစ်ပါတယ်အဲ့ဒီမှာဆိုတော့ဒီ iPhone တို့ဘာလို့ပါမှာမဟုတ်ပါဘူးပါဆိုတော့ဒီ character hero တွေရဲ့ဒီ wallpaper ရဲ့နောက်ပြီးတော့ skin တွေရဲ့ diamond တွေပဲပါဝင်မှာဖြစ်ပါတယ်ပေါက်နိုင်ကြီးကတော့ wallpaper အများဆုံးပါကျွန်တော်ဆို wallpaper တက်တက်ပေါက်ပါတယ် wallpaper ပေါက်ပါဗျာတကယ်ကန်ကောင်းမှဒါဒီ skin တွေပေါက်တာဖြစ်ပါတယ် bro အနေနဲ့ကဒီတနေ့ကို5ကျင်ကန်ဆယ်လို့ရမှာဖြစ်ပါတယ်ခင်ဗျာနောက်ပြီးတော့ဒီ event ဆိုတော့ဖေးရက်တော်ကြာလာတယ်ပြီးတော့သတင်းကြားတာပါတယ်ဒီ9កောင်လုံး bro အနေနဲ့ဆဲပေးဖို့ကျွန်တော်ပြောချင်ပါတကောင်လေးကိုယူပြီးမဆဲပါနဲ့9កောင်လုံးဆဲမယ်ဆိုရင်ဘာလို့ရဆိုတော့ဒီအောက်မှာဒီ iPhone 10 Pro Max ကိုကန်ဆယ်လို့ရမှာဖြစ်ပါတယ်ဒီအောက်မှာပြထားတဲ့ iPhone 10 Pro Max ကို16 Pro Max ကိုကန်ဆယ်လို့ရမှာဖြစ်ပါတယ်ဒီဘောနော်ဒီ event ဆိုတော့ bro တော့ဒီလုံးဝကျွန်တော်အနေနဲ့တော်တော်မွန်တိုဘတ်နေဆိုတော့စိတ်ကောင်းတယ်လို့ပြောလို့ရတယ်ဒီ iPhone တွေချာ item တွေဒီ light bone skin တွေပါဝင်ပါတယ်ကဲဘောနော်ဒီ view လေးဖိုက်ကြည့်ရမှာဆိုရင်ဒီ event color တော့ satellite 17ရက်4လနေပြီးတော့မှဒီ
9ရက်6လပဲမသိအဲ့တော့အကြာကြီးလာမယ်ဆိုတော့သူတို့အနေနဲ့ပြောတာပါလေဟိုကြာကြီးပဲဟိုရပြောရရင်တော့ဗောနော်ဒီကြာကြီးလာမယ်သူတို့ကပြောတာ even ရက်တော်တော်ကြာပါတယ်နောက်ပြီးတော့ဒီ even ဒီကတို့ပေါက်ခဲ့လို့ရှိရင်သူကဒီ iPhone ဆိုဘယ်လိုပို့မှာလဲဒီ iPhone ဆိုဘယ်လိုနေရတကယ်ဒီနေ့ကဘယ်လို iPhone ပေါက်သွားဆိုရင်ဒီဘယ်လိုရဲ့ email ကောက်သူကတောင်းမယ်မှာဘယ်လို email ကောက်ဖြေလိုက်ဖြည့်ပြီး even ပြီး collaboration even ပြီးတဲ့ခါကျရင် phone တစ်ခုကြားခဲ့မှာဗျာ6လပိုင်းပေါ့ phone တစ်ခုကြားခဲ့လို့ရှိရင်အဲ့ဒီမှာဘယ်လိုအနေနဲ့ကဒီ phone ဖြည့်ရမှာပေါ့နေရလိုက်စာပေါ့ဖြည့်ရမှာပေါ့ iPhone ပေါက်ခဲ့တဲ့လူတွေပြောတာပါကန်ဆိုတဲ့လူတွေကပေါက်နေပါတယ်ဗောနော်ဒီ skin ပေါက်တဲ့သူတွေကဘယ်လိုရမလဲဆိုတော့ဒီ even လာပြီး9ရက်ကြာရင်ဒီနောက်တော့ even လာပြီး9ရက်ကြာရင်သူဘရိုရဲ့ in game မိတယ်မှာဒီ even skin ပေါက်တဲ့ skin ကိုလွှဲပေးမယ်လို့တော့သူဘက်ကပြောတော့ပါတယ်ခင်ဗျာဒီ even လုံးဝဂျင်းမဟုတ်ပါဘူးဗောနော်ဒီ Moldova official လုပ်ပေးတဲ့တရားဝင်ဗောနော် head and hand ဒီပါကိုစိတ်ချရုပ်ရည်စွာပဲကန်ဆယ်လို့ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်အခုစမ်းပြနေပါတယ်နော်ကန်ဆယ်ပြနေပါတယ်ကြည့်ရပါလားအခုကျွန်တော်9កောက်လုံးကျွန်တော်ကန်ဆယ်ပြနေပါတယ်ပေါင်းမပေါတော့မသိပါဘူးအများဆိုဒီ wallpaper ပဲပေါက်တာများပါတယ်ကျွန်တော်တကောင်ကြီးလိုက်ဆယ်ပါဗျာဟို iPhone series Pro Max Bro Power ဒီတတ်နိုင်ဖို့ပါဗျာဒီ9កောက်လုံးဆယ်မှတစ်ခါပဲပေါ့အဲ့လိုနိုင်ခွင့်စီရကန်ဆိုးတာဗျာဒီဒီ9ချိန်ပဲကန်ဆယ်လို့ရပါဗျာ9ချိန်တက်ကန်ဆယ်လို့မရဘူးပေါ့ဒီ iPhone ကန်ဆယ်မယ်ဆိုလို့ရှင်ဒီ skin ကတော့အကန့်အသတ်မရှိဘူး limit မရှိဘူးကြားတဲ့ချိန်ကန်ဆယ်မယ်ဟိုဒါကြောင့်9ချိန်ကျော်သွားရင်ကန်ဆယ်လို့မရတော့9ချိန်တိပဲကန်ဆယ်လို့ရမယ် iPhone 60 Pro Max ကဲကျွန်တော်နေတဲ့ဒီမှာ9កောက်လုံးကျွန်တော်ဆဲပြီးကျွန်တော်နှိုက်ပြမှာဖြစ်ပါတယ်ကဲဒီ event link ကိုကျွန်တော်အနေနဲ့ comment အောက်မှာချထားပေးပါတယ်ဒီ comment အောက်မှာဘယ်လိုလာရောက်ပြီး join လို့ရမှာပဲဖြစ်ပါတယ် event လေးကရိုးစင်းပါတယ်ဒါအဲ့ခရက်ထဲမှာတော့မပါဘူးပေါ့ကျွန်တော်နေဒီ contact လုံးစင်ဒီ contact လာလောက်တာဖြစ်ပါတယ်ကဲဘာကျွန်တော်အခုစင်ပြတာတော့ကျွန်တော်နေ wallpaper ပဲဘလော့ကန်ဆိုညိုးဆိုးလိုက်အောင် wallpaper ပဲပေါ့ဟုတ်ရေ wallpaper ပဲเนาะကဲเนาะဒီနေ့ဗီဒီယိုဒီနေ့မှာတော့ပါပဲ sorry ကြည့်ပြီးကြကျေးဇူးအများကြီးတင်ပါတယ်ညာနောက်နေ့ကျရင်တက်ပေါ်တဲ့ဗီဒီယိုမှာပြန်လဲ sorry ကြပါဦးမယ်အားလုံးပဲ see you ပါကျွန်တော် lock ကန်ဆိုတဲ့လူကဘာမှမရှိတော့ပါဘူးခင်ဗျာဟာဟဲအားလုံးပဲ iPhone တွေပေါက်ကြပါစေနောက်ပြီး skin တွေပေါက်ကြပါစေလို့ဆုမကောင်းတော့ရင်းနဲ့ဗီဒီယိုလေးဆုံးသက်ပါတော့မယ်အားလုံးပဲ bye bye ပါ